ရခိုင်ပြည်မှာအကြံဖက်စစ်ကောင်စီကနေကလေးငယ်တွေစာတင်ကျောင်းတွေအရသာပြည်သူတွေကိုဘုံကျဲတိုက်ခိုက်တာနဲ့ပတ်သက်ပြီးနိုင်ငံပြောလို့ပါတယ်TNLနဲ့စစ်ကောင်စီလက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာရခိုင်ကိုပူပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်တာတွေ့ရပါတယ်အော်တိုဝါလာ29ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တဲ့ဆိုတော့132ခွန်နှစ်ပတ်လည်နေ့မရောက်ခင်2ရက်လုံးမှာရေးထိုးခဲ့တာဖြစ်ပါတယ်သူတို့ဒါကိုဘာကြောင့်ရေးထိုးခဲ့လဲဆိုလို့ရှိရင်သူတို့ရဲ့ရသပြည်သူတွေကိုငဲ့ညာတယ်လို့မြင်ရပါတယ်သူတို့ဘက်မှာစစ်ချင်ရော့သွားပေမဲ့ရခိုင်ပြည်ဘက်မှာတော့နေ့စဉ်ရက်ဆက်ဘုံကျက်တက်ခိုက်တာတွေကြုံတွေ့နေရပါတယ်သူတို့တွေကကလေးငယ်တွေစာသင်ကျောင်းတွေကိုအဓိကထားတက်ခိုက်တာဆိုတော့ကလေးတွေရဲ့နားနေချိန်တွေညအိတ်တဲ့အချိန်တွေကိုပြစ်မှတ်ထားပြီးတက်ခိုက်တာတွေတွေ့ရပါတယ်ဒါကိုစစ်ကောင်စီကအေရဲ့စစ်သားတွေလို့အမည်တက်ပြီးဆွဆွဲပေမဲ့ဒီကလေးတွေဒီအရွယ်မရောက်သေးသောကလေးတွေဖြစ်ကြပါတယ်စာသင်နေတဲ့ကလေးတွေဖြစ်ကြပါတယ်ဒါသည်စစ်ရာဇဝမှုမြောက်ပါတယ်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့စစ်ရာဇဝမှုလို့ပြောလို့ရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ26ရက်9တောင်ရွာမှာပရိုက်တာလုပ်တဲ့ကလေးငယ်တူကလက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့ရပါတယ်ဒီကလေးကသူ့ရွယ်နဲ့မလိုက်အောင်အများအကျိုးကိုလုပ်နေတဲ့လူငယ်တူဖြစ်ပါတယ်ဒီကိစ္စတွေကရခိုင်မှာအများကြားနေရပါတယ်ဒီကိစ္စကိုလည်းနိုင်ငံတကာကအတန်ထွက်ပေးဖို့တောင်းဆိုပါတယ်စစ်ကောင်စီကကလေးငယ်တွေကိုပြစ်မှတ်ထားတပ်ဖြတ်တာနဲ့ပတ်သက်ပြီးနိုင်ငံတကာကသိအောင်တော်လာရဲ့တိုင်းဝိုင်းကနိုင်ငံတကာနဲ့ပတ်သက်တဲ့လူတချို့ကလည်းပြောပြပေးဖို့တောင်းဆိုပါတယ်အရသာများသည်စီပြင်းမှာမဟုတ်ပါအရသာများသည်စီပြင်းမှာမဟုတ်ပါအရသာများသည်စီပြင်းမှာလုံးဝမဟုတ်ပါ